four strand rope ice rising ကိုကြတာပါ၄ပေတွေကျိုးထိုးပဲအိုက်ထိုးပဲမပါလို့တော့နော်ဒီကောင်၄ပေ ရပြီရ နော်မနေ့၃ပေတက်သွားပြီ၃ပေတက်လို့ဒီကောင်တက်လို့ဆိုမတက်ပါဘူးနော်တော့ဆရာတို့ဖြီးချမယ်နော်ဖြီးချမယ်ဘယ်လောက်ထိဖြီးချမလဲဆိုလို့ရှိရင်နော်3တက်4တက်ရလောက်ထိဖြီးချမယ်ဆက်ဖြီးချမယ်ဟောဖြီးပြီဒီကောင်ကအပေါ်နှစ်ပင်ဒီကောင်အောက်နှစ်ပင်နော်အပေါ်နှစ်ပင်နော်အောက်နှစ်ပင်အဲ့လိုဒီသဘောပေါက်လားအပေါ်နှစ်ပင်အောက်နှစ်ပင်ကဲဆရာတို့ကအိုက်ကိုအောက်နှစ်ပင်ကိုအိုက်ရဲ့အောက်မှာထားအပေါ်နှစ်ပင်ကိုအိုက်ရဲ့အပေါ်မှာထားအဲ့လိုဒီသဘောပေါက်လားပေါက်ပါတယ်အဲ့လိုဒီသဘောပေါက်လားပေါက်ပါတယ်ကဲနော်ဆရာတို့ကအပေါ်နှစ်ပင်ကိုစထိုးပါအပေါ်နှစ်ပင်ကိုစဘယ်လိုသုံးပင်လေးထိုးရတယ်ပြောပြီးသွားပြီသူနဲ့ဟောညာဘက်ကကျိုးစထိုးမယ်ပြီးရင်ဘယ်ဘက်ကဒုတိယ1 2ညာဘက်ကကျိုးအမြဲတမ်းသူနဲ့ညာဒါဖေးနော်ညာဘက်ကကျိုးအမြဲတမ်းစထိုးပဲညာဘက်ပြီးဘယ်သွားမလဲဒုတိယဘယ်ကဲစပဲဒီနေရာဒီစုံမှတ်နော်စုံမှတ်လေးကိုဆရာတို့ကဖြဲလိုက်ဒီကျိုးအရမ်းပါတယ်ဒီကြောင့်ဆရာဖိတ်ကလေးကိုသုံးမယ်နော်ဒီကောင်ဒီပထမညာဘက်ကျိုးဘယ်ဥစားလဲဒီကောင်တစ်ဆွဲလိုက်ပဲဟောတစ်ဝင်သွားပြီနှစ်ကဘယ်ဘက်လားနှစ်ကိုကင်လာနော်တစ်ဝင်သွားပြီတော့တပင်ဖောက်အောင်ပဲလေးပါတပင်ဖောက်နှစ်ကင်လိုက်နှစ်ကိုထိုးတော့ပဲနံပါတ်1ဒီတစ်ထွက်တဲ့အပေါင်းနော်တစ်ကိုညက်တဲ့ကြိုးနော်တစ်ထွက်တဲ့အပေါင်းတစ်ကအနောက်ကလှန်ပြီးတော့နံပါတ်2ကိုထည့်မယ်တက်ပြီးသွားပြီနှစ်ပြီးသွားပြီနော်ကဲဘာကြံမလဲ3နဲ့4တစ်နဲ့နော်ဟုတ်ပဲလမ်းပဲဟောတစ်ပြီးသွားပြီနှစ်ပြီးသွားပြီ3နဲ့4အိုင်ကိုလှန်ပလိုက်လှန်လိုက်ပြီဘာတွေ့လဲ3နဲ့4သူနဲ့ဘယ်ဟာညာဘယ်ဟာဘယ်လဲညာဘက်ကဒီတစ်ဘယ်ဘက်ကဒီလေးပဲနဲ့ရှိတယ်အဲ့တော့နံပါတ်3ဒီနံပါတ်1ထွက်တဲ့အပေါင်းတွေ့လားနံပါတ်1ထွက်တဲ့အပေါင်းနံပါတ်2ကိုညှက်ထားတဲ့ကြိုးနော်နံပါတ်1ထွက်တဲ့အပေါင်းနံပါတ်2ကိုညှက်ထားတဲ့ကြိုးနံပါတ်1အနောက်ကဖြဲပြီးတော့ဟောသုံးကိုထည့်မယ်ဝတ်တဲ့လေးတွေပဲသွားမယ်ဘာချိုးကြံမလဲလေးကြံမယ်လေးသည်သုံးကိုညှက်ထားတဲ့ကြိုးသုံးရဲ့အနောက်ကဖြဲပြီးတော့နော်လေးကိုထည့်မယ်ဝတ်တဲ့လေးချက်ဆိုဆွဲချနော်ဆွဲချဟောလေးပေထွက်သွားပြီဝတ်တက်ပြီးသွားပြီကြည့်တပင်ကြားစီထွက်သွားမအိုင်လေးဖြစ်သွားပြီဒုတိယတက်ကြိုက်တာနံပါတ်1ယူလို့ရတယ်ဒါ1ယူမလားနော်ဒါသူ့အလန်းချောင်းလေးဒီအိုင်ရဲ့အလန်းချောင်းလေးနံပါတ်1ယူပဲပထမဆုံးဒါနံပါတ်1နော်ခုကြိုက်တာနံပါတ်1ယူတာဒါယူလို့ရဒါယူပြီးရင်နံပါတ်2ဒီပဲနော်ကဲဒီကောင်ယူပြီးနော်သူ့ရဲ့တပင်ကျော်ကြားနံပါတ်1ကဒီနံပါတ်1ကျိုးရဲ့တပင်ကျော်ကြားနံပါတ်1ကျိုးရဲ့တပင်ကျော်ကြားကိုဖြဲပြီးတော့ထည့်မယ်ဟောဖဲပြီးတော့ထိုးပြီးတော့နံပါတ်1ကိုထည့်မယ်
ဆွဲမယ်ဟောကဲအခုဘာကြံလဲနံပါတ်1သူ့ဘယ်ဘက်ကနံပါတ်1နံပါတ်1ကိုကြိုင်လိုက်နံပါတ်1ဒီနံပါတ်1ထွက်တဲ့အပေါင်နံပါတ်1ကအနောက်ကထဲပြီးတော့ဟောနံပါတ်1ကိုထဲမယ်ကဲသုံးတဲ့လေးဘာလို့မလဲလှမ်းမယ်ထဲလက်ကလှန်ထက်ပါဖြစ်ပါဘောဟုတ်ဘူးလားဟုတ်ပါဘူးဘယ်ဟာတတိယကျိုးလဲတတိယကျိုးကိုင်ပဲနော်တတိယကျိုးသည်ဒုတိယကျိုးထွက်တဲ့အပေါင်ဒုတိယကျိုးထွက်တဲ့အပေါင်ဒုတိယကျိုးရဲ့အနောက်ကလှမ်းမယ်ဖြဲမယ်ထိုးမယ်မင်းတို့အဲ့ဒါတော့တတ်တယ်နော်ဟေးဟောစတာကဲတော့ပြီးသွားပြီလေသူ့ဘယ်ဘက်ကဒီ3ရဲ့နောက်ဘောက3ထွက်တဲ့အပေါင်3ညှက်ထားတဲ့ကျိုး3ရဲ့အနောက်ကဖြဲပြီးတော့ထိုးမယ်ဟောချဲပဲနံပါတ်4ကိုထည့်မယ်ကဲနှစ်တက်ပြီးသွားပြီဟောအဲ့လိုဆရာတို့ကဆွဲအချက်လုပ်ဆွဲအချက်လုပ်adjust လုပ်တယ် adjust လုပ်တယ်ကဲတော့တက်ရတဲ့ဒုတိယတက်ပြီးသွားပြီကြိုက်တာနံပါတ်1ယူလို့ရတယ်ဘာယူခြင်းလဲဒီကောင်ယူခြင်းလားနော်သူယူခြင်းတယ်သူ့ရဲ့အရှိကတပင်ကျော်ကြားနော်တပင်ကျော်ကြားကိုဖြဲပြီးဟောတပင်ကျော်ဖြဲမယ်ဘာထည့်လဲနံပါတ်1ထည့်မယ်ဆွဲမယ်နံပါတ်2ကဘယ်ဥစ္စာလဲနော်နံပါတ်1ကိုကင်မယ်တစ်ထွက်ထားတဲ့အပေါက်တစ်ရဲ့အနောက်ကဖြဲပြီးတော့အာတိသားဖြစ်ရင်ဟဲ့ဟောနံပါတ်1ကိုဖြဲမယ်ခုတလောကစားထဲမှာအဲ့ဒါပဲခရင်ကဲတစ်နေပြီးသွားပြီ3လေးဘာလုပ်လဲဟောဒါ4ဒါ3ဟောဒါ3ဒါ4ဆိုတော့တစ်ထွက်တဲ့အပေါက်နှစ်ရဲ့နောက်ကဖြဲပြီးတော့3ကိုထိုးမယ်ဒါလည်းကြည့်ဖြဲပြီးထည့်တာပြောနေတကနစ်ပြီးတလဲလောက်တော့နောက်တော့ကြာအားကြလဲလေးဒီ3ထွက်တဲ့အပေါက်3ရဲ့အနောက်ကဖြဲပြီးတော့ထည့်မယ်လေးကိုထည့်မယ်ice spice ရင်3တက်ပြီးသွားပြီဆရာတို့ကကြီးလေးပြီးပါကကြီးလေးနဲ့ညှပ်ပြီးတကကဟော4တက်လည်းထိုးလို့ရတယ်3တက်လည်းထိုးလို့ကြိုက်အနည်းဆုံးတော့3တက်ထိုးဟောတိတ်ပတ်ပဲကကြီးညှပ်ပဲတိတ်ပတ်ပဲကကြီးနဲ့ညှပ်ပဲတိတ်ပတ်ပဲကကြီးနဲ့ညှပ်ပဲတိတ်ပတ်ပဲကကြီးနဲ့ညှပ်ဒါပုံကကြီးလေးပြီးလိုက်ရင်ဆရာတို့ ice spice ရင် 4 strand rope ice spice လေးဖြစ်မြောက်အောင်ပြင်သွားမှာဖြစ်တယ်